စေယုံဝင်တဲ့တချို့ဖွင့်ထားပြီးတဲ့နောက်ရက်တရာပြည့်ကလေးပုံတွေပါထွက်လာခဲ့ပြန်တဲ့မုံပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်MRD4မင်းသမီးလေးမုံကတော့လက်ထက်ချင်းနဲ့အတူကံမီယာဇလန်လိုလျှို့ဝှက်ချက်လိုသတင်းတွေတစ်ခုပြီးတစ်ခုပေါ်ထွက်နေတာဖြစ်ပါတယ်မင်းသမီးတယောက်မင်းသားတယောက်လက်ထက်ရင်အခုလိုသတင်းတွေပေါ်ထွက်လာတတ်တာကတော့ပုံမှန်ဆိုရင်လည်းမမှားပါဘူးလက်ထက်လိုက်တဲ့တစ်ဖက်လက်တွဲပေါ်ကလူသိများသူမဟုတ်ရင်သတင်းမျိုးစုံနဲ့ပြောဆိုခံရတာလည်းဖြစ်ပါတယ်ဒါပေမဲ့မုံကတော့လက်ရှိမှာလက်ထက်လိုက်တဲ့အမျိုးသားနဲ့ပတ်သက်တဲ့သတင်းထက်သူကိုယ်တိုင်အကြောင်းအရာတွေကများနေတာပါမုံရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးအပြီးမှာကောမန့်တချို့မှာကလေးရှိခဲ့ဘူးကြောင်းကပြန်နှံလာခဲ့ပါတယ်မုံကလက်မထက်ဖြစ်ခင်မှာနာမည်ကြီးစင်ရုံတစ်ခုမှကလေးလောင်မွေးသွားတာလို့စေယုံဝန်ထမ်းတွေကကောမန့်ရေးလာခဲ့တာပါဒါကြောင့်မို့လဲမုံကတကယ်ပဲကလေးရှိသလားဆိုတာလူတွေကထင်သွားရပြန်ပါတယ်ဒီလိုအချိန်မှာမုံရဲ့သမီးလေးကရက်တရာပြည့်မွေးနေ့တောင်လှုပ်ထားရပြီလို့ထွက်ရှိလာခဲ့ပြန်ပါတယ်မုံလက်ထပ်ပြီးတာနဲ့ရက်တရာပြည့်မွေးနေ့ပွဲလေးကိုကျင်းပခဲ့တာလို့ပြောဆိုနေခဲ့ကြတာပါမင်းသမီးတယောက်အနေနဲ့အခုလိုပြောဆိုခံရတာကမုံအတွက်လည်းဂုဏ်သိက္ခာတွေကျဆင်းရပါတယ်ဒါအပြင်လွတ်လပ်မှုအရာဆိုရင်လည်းဒါကမုံရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့လွတ်လပ်ခွင့်သာဖြစ်ပါတယ်သူအနေနဲ့လက်မထပ်ခင်မှာကလေးယူခွင့်ရှိသလိုလက်ထပ်ပြီးမှကလေးယူရကလည်းသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်ပါတယ်ဒါပေမဲ့မုံဘက်ကနေဒီသတင်းတွေအပေါ်မှာဖြေရှင်းခြင်းမရှိတဲ့အတွက်ကောလာဟာလာသတင်းတွေကပိုပြီးပြန်နှံလာခဲ့တာပါမုံရဲ့ပရိသတ်တွေကတော့သတင်းတွေကိုဖြေရှင်းပေးတဲ့နယ်လို့ပြောဆိုနေကြတာပါတကယ်လို့မဟုတ်ပဲပြောခံနေရတဲ့ဆိုရင်မုံရဲ့ဂုဏ်သိက္ခာကိုထိပါတာကိုမကြည့်ရကြတာကြောင့်ဖြစ်ပါတယ်တိတ်တဆိတ်လက်ထက်တဲ့အပေါ်မှာလည်းမဟုတ်တာတွေရှိလို့လက်ထက်တယ်လို့လူအများကထင်နေကြတာဖြစ်ပါတယ်တကယ်တော့မြန်မာနိုင်ငံကအမှုပညာရှင်တွေကသာလက်ထပ်ပွဲကိုအကျေတဝင့်ကျင်းပကအမှုပညာလောကတွေကမဟုတ်တဲ့အမျိုးသားဆိုရင်အကျေတဝင့်ချပြတတ်တာပါနိုင်ငံသားမှာဆိုရင်သူတို့လက်ထက်တဲ့အမျိုးသားအမျိုးသမီးကအမှုပညာလောကကမဟုတ်ရင်မျက်နှာကိုယ်တော်ချပြတာမျိုးမရှိပါဘူးဒါအပြင်လက်ထပ်ပွဲကိုမချပြသလိုကလေးယူတာကအစာအတိမပေးတာတောင်ရှိကြပါတယ်လက်ထပ်ချင်းကလေးယူခြင်းကအမှုပညာလောကနဲ့မသက်ဆိုင်ပဲသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်တာကြောင့်ပါမုံအနေနဲ့လည်းအမှုပညာအလုပ်တွေကိုအထူးတလဲလုပ်ဖို့စိတ်ကူးမရှိတော့တာမို့သူ့မင်္ဂလာပွဲကိုသူကျင်းပခြင်းတလို့သာကျင်းပခဲ့တာပါမုံရဲ့အမျိုးသားကမိဘတွေစီမှာမိသားဖာသားပြီးတောင်းရန်ခဲ့တာဖြစ်ပါတယ်နှစ်ယောက်လုံးကနေပြည်တော်မှာဆုံကချစ်ကြိုက်ခဲ့ကြတာလို့သိရပါတယ်အိမ်အောင်ရှိအမျိုးသားလည်းမဟုတ်ဘူးလို့မုံနဲ့အတူနေထိုင်သူကရှင်းပြလာခဲ့ပါတယ်ကလေးနဲ့ပတ်သက်ပြီးတော့တိကျတဲ့ဖြေရှင်းချက်မရှိသေးတာမို့ပရိသတ်တွေကလည်းအပြစ်မှန်ကိုသိကျင်နေကြပါပြီအနုပညာရှင်တယောက်အနေနဲ့အခုလိုအာယုံဆိုင်မှုတန်းတွေကိုမခံနိုင်တာမို့အနုပညာလောကတွေကတချို့ကလည်းအနားယူသွားခဲ့တာဖြစ်ပါတယ်။မုံကလည်းအနုပညာအလုပ်တွေကိုအနားယူရမယ်လို့သိထားရပါတယ်။သူအနုပညာအလုပ်လုပ်တာကိုမိဘတွေကလည်းသဘောမကျတာမို့စီးပွားရေးသာလုပ်တော့မယ်လို့လည်းသိရပါတယ်။မုံကအနုပညာအလုပ်ကိုပြန်လုပ်ကြည့်ပြီးမြဲထင်သလောက်အောင်မြင်မှုမျိုးမရခဲ့ပြန်တာကြောင့်ပါ။အခုဆိုရင်အမျိုးသားကလည်းနေပြည်တော်မှာနေတာဖြစ်လို့မုံလည်းနေပြည်တော်မှာသာအခြေချဖို့ရာဂိုင်နှုန်းများသွားပါပြီ။လက်ထပ်ပြီးတဲ့နောက်မှာသတင်းမျိုးစုံမဖြေရှင်းသေးတဲ့မုံပေါ်ဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။